Facebook channel ကညီကိုတွေအားလုံးပဲမင်္ဂလာပါဒီနေ့ညမှာကံမဲ့ community တိုင်းပွဲစဉ်တစ်ပွဲဖြစ်တဲ့ Arsenal နဲ့ Man City ပွဲစဉ်လေးကြောင်းကိုကျွန်တော်သုံးသပ်ပေးသွားမှာလည်းဖြစ်တယ်เนาะမသုံးသပ်မရွေးချက်ပေးခင်မှာတော့ကျွန်တော်မနေ့ကတော့ကျွန်တော်ရဲ့ special one ကတော့ကြာရှုံးခဲ့ပြီးတော့ member တွေ all win ခဲ့ပြီးတော့မောင်းတွေလည်းပေါက်ခဲ့ကြတယ်ဗောနော်ကျွန်တော်ရဲ့ free မောင်းလည်းအဆင်ပြေခဲ့ပြီးတော့ကျွန်တော်ရဲ့ Facebook channel မှာလည်းကျွန်တော် feedback ပေးရမှာလည်းအဆင်ပြေခဲ့တယ်ဗောနော်ဒါကြောင့်မလို့ကျွန်တော်ရဲ့ဒီ Facebook channel ကို like and follow လုပ်ရင် like and follow လုပ်ခဲ့ပေးပါ share လုပ်ရတဲ့ညီကိုတွေရှိမြင်မြတ် share ခဲ့ပေးပါဘာကြောင့်လဲဆိုတော့ကျွန်တော်မိတ်ဆွေညီကိုတို့အတွက်အကျိုးမြတ်များစွာရရှိအောင်ဆွမ်းဆောင်ပေးထားနိုင်တယ်ဖြစ်တယ်ပေါ့နော်ဒီနေ့ညမှာလည်းကျွန်တော်VIP တစ်ဘွဲကောင်းဖက်ရှိပါတယ်လိုချင်တဲ့ညီကိုတွေရှိနေတော့ကျွန်တော်ရဲ့ bio တစ်ကနံပါတ်ကိုကြည့်ပြီးတော့ live ဆက်သွယ်မင်းမြတ်နိုင်တယ်ပေါ့နော်ဒီ Man City နဲ့ Arsenal ပွဲစဉ်ကိုတော့ကျွန်တော်သုံးသပ်ပေးသွားပါမယ်ရွေးချယ်မှုကိုတော့ကျွန်တော်ရဲ့Telegram channel မှာတော့ကျွန်တော်ဒီညမှာတော့ကျွန်တော်ရွေးချယ်ပေးသွားပါမယ်ဒီဗီဒီယိုရဲ့အောက်မှာကျွန်တော်ချထားပေးပါမယ်ပြီးရင်တော့ free mount လေးတွေကိုလည်းကျွန်တော်ရဲ့ channel မှာကျွန်တော်တင်ပေးသွားဖို့ရှိပါတယ်เนาะမနေ့ကတော့ free mount တွေအဆင်ပြေခဲ့တယ်လက်ရှိဖွင့်လှစ်မှု Arsenal နဲ့ Man City ကိုဒါ data ဖွင့်လှစ်ထားပြီးတော့ goal ဖွင့်လှစ်မှုကတော့ 3+90 ဝင်ရိုးဖွင့်လှစ်ပြီးထားတယ်เนาะဒီ community တိုင်းမှာပွဲစဉ်မှာတော့ဒါ Arsenal ကတော့ဒါဒုတိယအများဆုံးအကြိမ်ဘိုးဆွဲထားတဲ့အတင်းလည်းဖြစ်တယ်ပေါ့နော် Man City က9ကြိမ်လောက်တာရရှိထားပြီးတော့ Arsenal က18ကြိမ်ရရှိထားတယ် Manchester United က21ကြိမ်လောက်မလို့ရရှိထားတယ်ပေါ့နော်ဒါမလို့ community တိုင်းရဲ့ဒီနောက်ဆုံးပြိုင်ပွဲ2ကြိမ်လောက်မှာလဲ Arsenal က Man City ကို2ကြိမ်လောက်အနိုင်ရရှိထားတဲ့အဆင့်လာတယ်ကျွန်တော်တွေ့ရတယ်တစ်ကြိမ်ကတော့မိနစ်90မှာအနိုင်ရရှိထားပြီးတော့နောက်တစ်ကြိမ်ကတော့ penalty မှာအနိုင်ရရှိထားတယ်ဒါကြောင့်မို့ထိပ်တိုက်တွေ့ဆုံမှုဒီ community ရှစ်မှာကြည့်ချင်းအဖြစ် Arsenal က Man City ကိုအသာစီးရထားတဲ့အခြေအနေကိုလည်းတော်ထပ်ပြီးတော့တွေ့ရတယ်မိနစ်ကရာဒီမှာဒီ Arsenal က Premier League Champion ဖြစ်ခဲ့ပြီးတော့ Man City ကတော့ FA Fla Champion ဖြစ်ခဲ့တယ်ဒါကြောင့်မို့ဒီ Premier League အဖွင့်ပွဲရာဒီကျိုရမုံငွေပွဲဖလားလို့တော့ဆိုလို့ရတယ်နော်ဒီဖလားပွဲကိုတော့ပုံမှန်ဆိုကျွန်တော်တို့ဝင်မာလီကွင်းမှာကန်တယ်ဒါပေမဲ့ဒီနှစ်မှာတော့ထူးထူးဆန်းဆန်းကျွန်တော်တို့ဝေလာရဲ့ကားတစ်ကွင်းမှာကန်มาလည်းဖြစ်တယ်ဗောနော်ဒါကြောင့်မို့ Arsenal နဲ့ Man City ပွဲစဉ်မှာတော့ဘယ်အတင်းအသာစီးရပြီးတော့ဒီ community ရှစ်ကိုပထမဆုံးယာဒီအစဖလားကိုရရှိသွားမလဲArsenal ရဲ့ဒီပြအာဒီတာကလည်းဒီကမ္ဘာဖလားပွဲပြီးတော့ခြေစမ်းပွဲအမြောက်များတွေကန်ပြီးတော့ဗောနော်ကစားသမားမျက်နှာတစ်ကစားသမားတွေနဲ့လက်ရှိစုပတ်ထားတဲ့ကစားသမားတွေနဲ့ပုံစံဝင်ကြအောင်ဘယ်လိုမျိုးတိဆောက်သွားမလဲဘယ်လိုမျိုးပွက်ထွက်လာမလဲဆိုကျွန်တော်ဆက်လက်ဆောက်ချင်ပွဲစဉ်နဲ့ဖြစ်တယ် Man City နေပြဖြစ်တဲ့ဘောနော်ဒါသူကလည်းပေါ့နော်ဒီ Man City ကို Guardiola အလွဲပြောင်းမှာဘယ်လောက်ထိဒါဒီလူသစ်တွေနဲ့ဘယ်လောက်ထိထပ်ပြီးတော့လှုပ်ပြသွားနိုင်မလဲကျွန်တော်တို့ဆက်လက်ဆောက်ကြည့်ရမယ်ပွဲကောင်းတစ်ပွဲလို့လည်းကျွန်တော်မြင်မိတယ်ဒါကြောင့်မို့ဒီ Man City နဲ့ Arsenal ပွဲစဉ်မှာတော့မိတ်ဆွေတို့ညီကိုတို့အကြိုက်ကိုလည်း comment မှာချရေးသွားခဲ့ရတယ်နော်ပြီးတော့ကျွန်တော်ရဲ့ Facebook channel ကို share လုပ်ရတဲ့ညီကိုရှိများများလေး share ခဲ့ပေးပါlike အပြောင်အောင်လက်မလေးကိုလည်း share တစ်ချက်ချင်းနှိပ်ခဲ့ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်